တင်းပေါင်နာပဲငေးချီနေတဲ့ကောင်မလေးသူကဘာတွေတွေ့ပြုံးစားစားနဲ့ကောင်မလေးအခန်းရတောင်မှတယောက်လဲတွေးပြုံးနေမိတဲ့ကောင်ကလေးတလဲကြည့်တော့ကြည့်ချင်းဆုံးရင်ခုန်မိတဲ့နှုံသားလေးဒီလိုနဲ့တနေ့ထက်တနေ့တို့ရိစုံတွေ့ပြောစရာနဲ့ချစ်ချင်းစားမျက်စိကလူကြီးတွေပြောတာဟုတ်ပဲလားကြည်လို့မဝတဲ့ကောင်မလေးကြည်လို့မဝတဲ့ကောင်မလေးတကယ်ပြောမိတော့ကောင်မလေးသူစိတ်ဆိုးလို့အဝေးထွက်ပြေးသူစိတ်ဆိုးလို့အဝေးထွက်ပြေးဝမ်းနဲ့ရတဲ့ကောင်မလေးဟေးကလေးဘဝတော့ငါကောင်မလေးဟိုးငယ်ငယ်ကလေးတွေဝေးသွားခဲ့ကောင်မလေးသူနဲ့ဝေးငါရင်ထဲကကောင်မလေးဒီလိုနဲ့ပြန်တွေ့ကြတော့တဲ့အံအော်ငေးကလေးတစ်ဖက်နဲ့ကောင်မလေးသူလေးခုတော့အမေအိုးပေါင်းစားလေးသူလေးခုတော့အမေအိုးပေါင်းစားလေး Hey